The Borough လို့ခေါ်တဲ့မြို့လေးမှာဒီလောက်အနှံ့တကြားဖြစ်စရာကောင်းတဲ့အရာမျိုးရှိနေလိမ့်မယ်လို့ကျွန်တော်တခါမှမတွေးခဲ့ဘူးပါဘူး။ဒါပေမဲ့လည်းကျွန်တော်ဟာဒီအေဂျင့်နဲ့လူအတိုင်းဝိုင်းလေးထဲမှာပဲအနားယူပန်းဖြေဖို့အတွက်ဒီကိုပြောင်းရွှေ့လာခဲ့မိတယ်။တညမှာတော့အချက်ပေးခေါင်းလောင်းတန်တစ်ခုကြောင့်ရုတ်တရက်လက်နိုးလာခဲ့ပြီးအရာအလုံးပြောင်းလဲသွားခဲ့ရပါတော့တယ်။အဲ့ဟာကထပြီးကြည့်လိုက်တဲ့အခါအဲ့ဒီအတန်ကကျွန်တော်အိမ်နီးနားချင်းဂျက်ရဲ့အိမ်ကနေလာနေမှန်းသိလိုက်ရတယ်။စူးစမ်းကျင်စိတ်ရောစိတ်ပူစိတ်နဲ့ပါဘာဖြစ်တာလဲဆိုတာသွားကြည့်ခဲ့ပါတယ်။ဒါပေမဲ့ဂျက်ရဲ့နာမည်ကိုဘလောက်ပဲအုတ်ခေါ်ခေါ်သူပြန်မထူးတဲ့အတွက်တကားကိုအတင်းတွန်းဖွင့်ပြီးဝင်သွားရုံမှတပါကျွန်တော်မှရွေးချယ်စရာမရှိခဲ့ပါဘူး။သူ့ရဲ့အိတ်ခမ်းနားကိုချင်းကပ်သွားတဲ့အချိန်မှာပဲထိတ်လန့်တုန်လှုပ်စရာမြင်ကွင်းတစ်ခုနဲ့တိုးပါတော့တယ်။ကြောက်မက်ဖွယ်တတဝါတကောင်ဟာဂျက်ရဲ့အပေါ်မှာငုံမိုးပြီးသူ့ပါးစပ်ထဲကနေတစ်ခုခုကိုစုပ်ယူနေတာပါ။တေလူအောင်ကြောက်ရွံ့သွားမိပေမဲ့လည်းသူ့ကိုကဲတင်ခြင်းစိမ့်နဲ့တင်ကျွန်တော်ဟာသူ့တစ်ချောင်းကိုဆွဲကင်ပြီးအဲ့ဒီတတဝါကိုတက်ပစ်ဖို့ပြင်လိုက်တယ်။ကံမကောင်းစွာနဲ့ပဲအဲ့ဒီအကောင်ကကျွန်တော်ကိုတတိထားမိသွားခဲ့ပါတယ်။နောက်ဆုံးစက္ကန့်ပိုင်းလိုမှာပဲလက်ထဲကတူနဲ့အဲ့ဒီတတဝါကိုခြောက်လန့်ပြီးမောင်းထုတ်နိုင်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီအကောင်ထွက်ပြေးသွားပြီးတဲ့နောက်မှာတော့ကျွန်တော်စိတ်တွေလုံးဝတည်ငြိမ်မလာခဲ့ပါဘူး။မနက်မိုးလင်းတော့လူနာတင်ရင်အဖွဲ့ရောက်လာပြီးဂျက်ဟာနှလုံးရက်ပြီးတေဆုံးသွားတာဖြစ်ကြောင်းအတည်ပြုခဲ့ကြတယ်။ကျွန်တော်ပြောတဲ့မွန်းစာတာမိစ္ဆာကောင်အကြောင်းကိုဘယ်သူမှမယုံကြပါဘူး။သူတို့အားလုံးကကျွန်တော်ကိုစိတ်ဖောက်ပြန်ပြီးတွေဝေဖြစ်နေတဲ့အဖိုးကြီးတယောက်လိုပဲသတ်မှတ်ခဲ့ကြတယ်။ဒါပေမဲ့အိမ်ပြန်ရောက်လို့ TV ကိုဖွင့်လိုက်တဲ့အချိန်မှာတော့မယုံနိုင်စရာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။အဲ့ဒီတတဝါကိုခုခံဖို့တုံးခဲ့တဲ့သူဟာရုတ်တရက်ထူးဆန်းတဲ့အပြာရောင်လင်းတန်းတွေနဲ့စတင်တောက်ပလာခဲ့ပါတယ်။အဲ့ဒီမြင်ကွင်းကကျွန်တော်ကိုလုံးဝစွန့်သွားစေခဲ့တယ်။အမှန်တရားကိုဖော်ထုတ်ဖို့စိတ်ပိုင်းဖြတ်ထားတဲ့အတွက်ကျွန်တော်ဟာအိမ်နီးနားချင်းဖြစ်သူထက်မြက်တဲ့ဆရာဝန်ဝေါ်လီကိုကျွန်တော်ဘလို့တတဝါမျိုးနဲ့ရင်ဆိုင်ခဲ့ရတယ်လဲဆိုတာဝိုင်းဝန်းရှာဖွေပေးဖို့တိတ်တဆိတ်အကူအညီတောင်းခဲ့ပါတယ်။ကျွန်တော်ဟာဇွန်းတဇွန်းနဲ့တူဘော်ကအဲ့ဒီတတဝါရဲ့သွေးဆန်နေငယ်ကိုဂယုတစိုက်ချစ်ယူပြီး TV ရှေ့မှာချထားလိုက်တယ်ပြီးတော့ TV ကိုဖွင့်လိုက်ပါတယ်။ဝေါ်လီကကျွန်တော်ရဲ့ထူးဆန်းအံ့ဩဖွယ်ဇလန်းကိုတိတိတတ်တာတန်တရားဝင်နေခဲ့ပေမဲ့လည်းကျွန်တော်ပြောတဲ့အတိုင်းလှုပ်ဆောင်ခဲ့ပြီးကာကွယ်ရေးမျက်မှန်ကိုတက်ဆင်ကငြိမ်သက်စွာစောင့်ကြည့်နေခဲ့တယ်ခဏအကြာမှာတော့ဇွန်းလေးကအပြာရောင်သွေးတွေဟာစတင်တောက်ပလာခဲ့ပါတယ်။ပြီးတော့လေထဲကိုတဖြည်းဖြည်းမြင့်တက်လာခဲ့တယ်။ TV ရဲ့လှိုင်းနှုန်း frequency မြင့်တက်လာတာနဲ့အမျှအလင်းတောက်ပနေတဲ့အဲ့ဒီအကြီးဟာရုတ်တရက်ပောက်ကွဲသွားပြီးလေထဲမှာရင်သက်ရှုမောဖွယ်ရာတဘာဝလုံးဖြစ်စဉ်တစ်ခုကိုဖန်တီးပြခဲ့ပါတော့တယ်။ဒါကိုသူ့မျက်စိနဲ့တက်အံ့မြင်တွေ့ပြီးတဲ့နောက်မှာတော့ဝေါ်လီဟာဒီမျိုးမှာမွန်းဆတာတွေတကယ်ရှိနေတယ်ဆိုတာကိုနောက်ဆုံးမှယုံကြည်သွားခဲ့ပါပြီ။အဲ့ဒီလိုမဖြစ်နိုင်တဲ့မြင်ကွင်းကိုမြင်လိုက်ရတာကြောင့်ဒီပြည့်ပြည့်စုံတဲ့အနားယူပန်းဖြေရာမျိုးလေးရဲ့အေဂျင့်တာရတဲ့ပုံရိပ်တွေရဲ့အောက်မှာအမောင်ထုထဲမှာကွယ်ဝက်နေတဲ့ပုံမိုးဆိုးဝါးတဲ့အရာတစ်ခုခုရှိနေလိမ့်မယ်ဆိုတဲ့ကျွန်တော်ရဲ့တန်တရားကိုပို့ပြီးတော့ပဲခိုင်မာစေခဲ့ပါတော့တယ်။